ယုံတွေဆိုတာတေးသေးလေးချစ်စရာကောင်းတယ်လို့ပဲထင်နေရင်တော့ဥရောပတိုက်အေယာမယုံနဲ့ဖလန်းမစ်အေယာမယုံတွေကိုတွေ့ဘူးဖို့လိုနေပါပြီသူတို့ကပုံမှန်ယုံဆိုတဲ့စကားလုံးကိုတော်တော်ကြီးပြောင်းလဲပြစ်မဲ့ကောင်ကြီးတွေပါဒီယုံကြီးတွေဟာဘလောက်တောင်ကြီးလဲဆိုတော့ပုံမှန်ယုံလေးတွေရဲ့ဘိုးဘေးတွေလားလို့တောင်ထင်ရပါတယ်ဥရောပတိုက်အေယာမယုံတွေဟာပြဲမြ15ပေါင်ကနေ25ပေါင်အထိအလေးချိန်ရှိပြီး3ပေကျော်အထိရှည်နိုင်ပါတယ်စဉ်းစားကြည့်ပါဦးအိမ်မှာခွေးလောက်နီးပါးကြီးတဲ့ယုံကြီးတစ်ကောင်ပြေးလွှားဆော့ကစားနေတာမျိုးဖလန်ဒါအေယာမယုံတွေကလည်းအားကြမခံပေါင်20အထိအလေးချိန်ရှိနိုင်ပါတယ်သူတို့ဆိုတာယုံစစ်မှန်လားဒါမှမဟုတ်ယုံဝစ်စုံဝစ်ထားတဲ့ခွေးကြီးတွေလားလို့တော့မေးရမလို့ပါပဲဒီလိုကိုလုံးကိုယ်ရဲကြီးပေမဲ့သူတို့ကအရန်ကိုဖော်ရွေပြီးရင်ပါပါတယ်ဒါကြောင့်လဲအိမ်မွေးတရိษံအဖြစ်တော်တော်လေးရေပန်းစားပါတယ်လူသားတွေနဲ့ကစားရတာပုတ်တက်ပေးတာကိုသဘောကျပြီးလေ့ကျင့်ပေးဖို့လည်းမခက်ပါဘူးဒါပေမဲ့ဒီလိုကြီးမားတဲ့အရွယ်အစားကြောင့်ဂရုစိုက်မှုလည်းပုံမှန်ယုံတွေထက်ပိုလိုအပ်ပါတယ်ပြီးတော့လုံလောက်တဲ့နေရာကျကျဝန်းဝန်းလိုအပ်ပါတယ်သေးငယ်တဲ့လှောင်အိမ်ထဲမှာထည့်ထားရင်လူတစ်ယောက်အိမ်သားထဲမှာအိတ်နေရသလိုခံစားရပါလိမ့်မယ်ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုတွေကလည်းမဖြစ်မနေလိုအပ်ပါတယ်ဒီတော့ကြီးမားပြီးဖော်ရွေတဲ့အိမ်မွေးတရိษံတစ်ကောင်ကိုရှာဖွေနေတယ်ဆိုရင်ဥရောပတိုက်အေယာမယုံဒါမှမဟုတ်ဖလန်းမစ်အေယာမယုံတွေဟာတင့်အတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်